ဘဝမှာကန်ဆာတာအမြဲကောင်းနေခြင်းလှုံ့ဆော်ရမယ့်အချက်များဘဝမှာကန်ဆာတာတွေကောင်းခြင်းနံပါတ်1မနေ့မျက်နှာတက်တဲ့အခါတရဏဂုံကိုရွတ်ဆိုပါမျက်နှာအကြည့်ချက်ကလေးကိုရစေပါတယ်နံပါတ်2သွားတိုက်တဲ့အခါဂုံတော်ကိုပွားများပါကိုယ့်ရဲ့ကောင်းတဲ့အကြံအစီအပြောဆိုမှန်သမျှအောင်မြင်စေပါတယ်နံပါတ်3တတိယရင်ရတယ်လို့မေတ္တာတို့ကိုရွတ်ပါမေတ္တာပေးတဲ့သူနာမေတ္တာပြန်ပေးသူတွေနဲ့လုံခြုံနှွေးထွေးစေပါတယ်နံပါတ်4တနေ့2ကြိမ်အနည်းဆုံးတောက်တော်ကြီးကတ်လူပါ9ရက်သားသမီးများအေးချမ်းတယ်လို့ကိုယ့်ဘဝလည်းအေးချမ်းပါတယ်နံပါတ်5တနေ့တစ်ကြိမ်မဟာသမယတုတ်ကိုရွတ်ဖြစ်အောင်ရွတ်ပါနတ်တို့ချစ်ခင်စောင့်ရှောက်ပါတယ်နံပါတ်6တနေ့တစ်ကြိမ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါအကျိုးကျေးဇူးအေကံထူးပါတယ်နံပါတ်9တနေ့တစ်ကြိမ်ခင်မွန်းကြီး10ပါးကိုဝင်ချတောင်းပန်ရှိခိုးပါအပြည့်မှန်သမျှဆင်ခြင်မိစေပါတယ်နံပါတ်10